အဲ့တော့တာဝတိတထေသမီးသားလေးမွေးတော့ဘလူးကလိုက်စားတော့ဖះရှိကိုအဲ့ကလေးမပြီးတော့ပြေးတာရှင်မြတ်ကဲပါဆိုတော့တာဝတိတထေသမီးကဖះရှိရောက်ကလေးချတာဘလူးကလိုက်လာဒါပေမဲ့ကျောင်းမောဝါရောက်တော့ကျောင်းဆောင်နှက်ကတားထားတော့ဘလူးကဝင်လို့မရဖះကသူတို့အတိတ်ကျောင်းသိတော့ဝင်ခွင့်ပေးလိုက်တာဝင်ပါဆိုဖះရှိရောက်တော့ဖះကနင်တို့နှစ်ယောက်ကအကျွေးတွေကတားများခဲ့တာတန်တရားမှာတယောက်နဲ့တယောက်အကျွေးတွေထက်လို့ဒီလောက်ထိပါလာတာဆိုပြီးတော့ဖះကအတိတ်ကျောင်းပြန်ပြောတိတ်ကျောင်းပြန်တော့သူတို့ကအတိတ်ဘဝတစ်ခုမှာအိမ်အောင်ရှင်အမျိုးသားတူရဲ့မယားဖြစ်ခဲ့ကြတာ哦မရေကြီးနဲ့မရေငယ်ဖြစ်တာပထမအဲ့တကာကအိမ်အောင်ပြုလိုက်တယ်ပထမယူတဲ့အမျိုးသမီးကသူကကလေးမရနဲ့အမြုံဖြစ်ကိုယ်ဝယ်မရနဲ့လေအဲ့ဒီကသားသမီးရကျင်တဲ့ဆန္ဒပြတော့သားသမီးမမွေးတော့သူ့ကိုညီသားစုအတန်ဝိုင်းကညှို့ညင်ကြတာအပြစ်တင်ပြီးတော့အဲ့တော့သူကလည်းပဲအဲ့ဒီတန်နေမခံနိုင်တဲ့အတူငါမရနဲ့အတူတူရနိုင်အောင်ဆိုပြီးတော့သူနဲ့တကယ်ကိုပဲညီမလို့ခင်တဲ့တယောက်နဲ့ပေးစားလိုက်တော့အငယ်မကကိုဝင်ရဆိုတော့အငယ်မျိုးသမီးကိုဝင်ရတဲ့အခါကျတော့အဲ့မှာအကြီးမကသူ့ကိုယ်တိုင်လည်းပေးစားတာပဲဒါပေမဲ့လေသူကဟိုအငယ်မကိုမိသားစုအတိုင်းဝိုင်းကဖေးပါပေးတဲ့အခါကျသူ့မှာ pressure တွေဖြစ်ပြီးတော့သူ့မှာစိတ်မချမ်းမသာဖြစ်ပြီးတော့အငယ်မကိုဝင်ပြက်ကြအောင်လုပ်တယ်ရည်ရွယ်ချက်ရှိကိုဝင်ပြက်ကြအောင်လို့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကြအငယ်မတိသွားတယ်သူလှုပ်တာပဲအဲ့တော့သေကနီးမှာသူကခွာမချနိုင်စိတ်ထဲမှာအကျွေးတွေတင်ပြီးတော့အညိုးတေးတွေနဲ့နောက်ဘဝသူ့ကိုပြန်နိုင်ပါရစေဆိုပြီးတော့ဆွတောင်းပြီးတော့သေသွားတော့အဲ့တော့အငယ်မကသေသွားတဲ့အခါနောက်ဘဝမှာသူကကြောင်မသွားဖြစ်တာ